စိတ်ငြိမ်းအေးခြင်းနဲ့မပူလောင်ခြင်းဘူးဆိုရင်ဒီအခြေခံအဆုံးအမလေးကိုဘုံဘုံတို့တတ်နိုင်သမျှလိုက်နာနိုင်အောင်ကြိုးစားသူအကြောင်းမှသိပြီးတော့ခေါင်းထဲကိုမထည့်ပြအောင်ကြိုးစားကိုအကြောင်းကိုခေါင်းထဲထည့်ပြအောင်ကြိုးစားဟုတ်လားဒီမှာတော့မြတ်စွာဘုရားဘယ်လိုဟောထားတော့နပရိတံဝီလောမာနိနပရိတံကတကတံနပရိတံဝီလောမာနိသူများကိုယ်မုန်းလို့မလို့လို့ကိုယ့်အပေါ်မှာမဟုတ်တန်တရားတွေရှောက်ပြီးတော့ပြောတယ်ဆိုကြပါစို့ဒါလည်းကြုံရနိုင်တာပဲလေအဲ့လိုမျိုးကိုယ့်ကိုမခံချင်အောင်ပြောလာတဲ့စကားတွေကိုနှလုံးမသွင်းပါနဲ့မဆင်ခြင်ပါနဲ့မကြည့်ရှုပါနဲ့တဲ့နအဝခေယကြည့်ရှုဆင်ခြင်၍မနေရကြည့်ရှုတယ်ဆိုတာလေးကိုဘုံကညနေရလမ်းလျှောက်ရင်းနဲ့စဉ်းစားတယ်ဒီတရားလေးကိုသူများကိုယ်နော်မကောင်းတရားပြောတာတွေကိုကြည့်ရှုဆင်ခြင်ပြီးတော့မနေနဲ့ဟုတ်တယ်ဘယ်သူကကိုယ်ကိုဘယ်လိုပြောတာဆိုရင်သူ့ပုံမှာမြင်နေတယ်ဘာနဲ့ကြည့်တယ်စိတ်ထဲကကြည့်နေတာလေဟုတ်တယ်မို့လားစကလုံးတွေကိုတောင်မှပေါင်းကြားရောင်နေပုံသဏ္ဍာန်တွေပါဖြစ်နေတော့မြင်ရောင်နေဆင်ခြင်နေတာကြည့်နေအဲ့ဒါပဲဖြစ်တော့ဒေါသဖြစ်တာပေါ့နော်သူများကိုယ့်ဘောပြောလာတဲ့စကားတွေကိုကြည့်ရှုဆင်ခြင်ပြီးတော့မနေနဲ့တဲ့နပရိတံကတကတံပရိတံသူတစ်ပါးတို့ဤကတကတံပြုအပ်သောအမှုမပြုအပ်သောအမှုတို့ကိုနအဝခေယကြည့်ရှုဆင်ခြင်ပြီးတော့မနေနဲ့ဟောတားမြစ်ချက်နှစ်ချက်နော်သူများကိုယ့်ဘောမကောင်းပြောတာတွေကိုကြည့်ရှုဆင်ခြင်မနေနဲ့ထားလိုက်တော့လို့လှုပ်လိုက်ဒါကိုထပ်ပြီးတော့ဘုံတို့ကြည့်မနေနဲ့ပြီးသွားပြီသူပြောပြီးသွားပြီတကယ်တမ်းမရှိတော့ဘူးနော်အဲ့ဒါလိုရှင်းအောင်စိတ်ထဲမှာနားလည်တဲ့ရမယ်ဟုတ်လားပြီးရင်နောက်တစ်ဆင့်ရပါတော့သူဘာလို့မလုပ်နော်ကတာကတံပြုတ်အပ်သောအမှုမပြုတ်အပ်သောအမှုသူဘာလို့ဘာမလုပ်သဘောပေါက်လားအဲ့ဒါကိုဘာလုပ်ရမှာတော့စိတ်ထဲမထည့်နဲ့တဲ့သူလှုပ်တာမလှုပ်တာသူကဏ္ဍပေါ့ဒါငြင်းအေးခြင်းတယ်ဆိုရင်အဲ့ဒါလိုဘုံဘုံတို့ရှင်းရှင်းလင်းလင်းရှိရမယ်စိတ်ထဲမှာဟုတ်လားနပရိတံဝီလောမာနိနပရိတံကတကတံအတနောဝအဝခေယကတာနိအကတာနိသအတနောဝအဝခေယကတာနိအကတာနိသကိုဘာလုပ်တယ်လဲကိုဘာမလုပ်ဘူးလေအဲ့ဒီအချက်ကိုသာလင်သေသေးချာချာကြည့်ရှုဆင်ခြင်ရမယ်တဲ့ငါဘာတွေလုပ်တော့ဘာတွေမလုပ်တော့အထူးသဖြင့်ငါကောင်းတာတွေကိုလုပ်လားမလုပ်ဘူးလားဒါမှမဟုတ်မကောင်းတာတွေကိုလုပ်နေသလားလုပ်မနေဘူးလားအဲ့ဒီအချက်ကိုတော့ဘာလုပ်ရမလို့ဆင်ခြင်ရမယ်ကြည့်ရှုရမယ်တဲ့ဒါငြင်းအေးခြင်းတဲ့ပုံကိုယ်တွေဒီအခြေခံကြတဲ့ဘုံတို့အစုံအမကိုတတ်နိုင်သမျှလိုက်နာနိုင်ဖို့ဆိုတယ်